ဒီဇက်လန်ကတော့တချင်းလုံးကနာမည်ကျော်ကြက်တော်ကစားသမားဖြစ်ခဲ့တဲ့ဘီရှနုအကြောင်းပဲဖြစ်ပါတယ်ကစားကွင်းပေါ်မှာသူရက်ကဲကင်ပြီးဆိုတာနဲ့အောင်ပွဲဆိုတာတေချာပေါက်ရပြီးပဲဖြစ်ပါတယ်ပလိုင်ပွဲတိုင်းမှာဒင်းစားတိုင်းမှာပရိသတ်တိုင်းရဲ့ပါစဖျားမှာနာမည်တစ်လုံးနဲ့သာပဲတင်ထက်ခဲ့ပါတယ်အဲ့ဒါကဘီရှနုပါပဲဒါပေမဲ့ဘဝဆိုတာလူတိုင်းကိုတိုင်းသူအခွင့်အရေးပေးလိမ့်မရှိပါဘူးအိမ်အောင်ရှင်နေဆိုရကတော့ဘီရှနုဟာသူ့ရဲ့ဝါသနာကြီးတဲ့စိတ်အားထက်သန်မှုနေရာမှာတာဝန်ယူမှုကိုအစားထိုးထမ်းဆောင်ခဲ့ရပါတယ်သူဟာသူ့ရဲ့အိမ်မက်ဒီကိုလက်ဆက်မတတ်နိုင်ပဲမြို့ကိုထွက်သွားခဲ့ပါတယ်အဲ့ဒီပါပဲအလုတ်ကျန်းတော်ရင်အောင်ရင်နှစ်ပေါင်များစွာကြာသွားခဲ့ပါတယ်အခုတော့ဘီရှနုဟာသူဇနီးတူစီနဲ့တာဖီတူအာတိဂျာတို့နဲ့သူ့ရဲ့မူရင်ရွာဟောင်းစီကိုပြန်လဲရောက်ရှိလာခဲ့ပါပြီသူဟာအခုခါမှာတော့မီးရွာဆက်လုံတစ်ခုမှအလိုလုံနေပါတယ်တနေ့တာလုံးပင်မနွားနေပြီးမဲ့ညတိုင်းမှာတော့သူဟာသူ့ရဲ့ရက်ကတ်အဟောင်းကိုခိုင်းပြီးမှအိပ်ဆက်လေးရှိပါတယ်သူဟာအခုထိတိုင်းသူ့ရဲ့လက်ဆက်မတက်ရသေးတဲ့အာကစားအိမ်မက်တွေကိုမှတ်နေစေတော့ပဲပါတယ်တနေ့မှာတော့တူစီဟာတာဖီတူအာတိဂျာကိုကျောင်းဝင်ခွင့်လျှောက်ထားဖို့ခေါ်ဆောင်သွားပါတယ်ဆီယာမကလျှောက်လွှာဖုံးစံကိုကြည့်ပြီးဖော်ဖော်အကုန်ဖြစ်ထားပြီးတော့ဒါပေမဲ့အာကစားကနက်ကလက်လာနေပါတယ်လို့ပြောပါတယ်အာကစားမပါပဲကျောင်းဝင်ခွင့်မရနိုင်ပါဘူးဒါကြောင့်မို့မဖြစ်မနေအာကစားတစ်ခုကိုရွေးချယ်ပေးရမှာဖြစ်ပါတယ်လို့ပြောလိုက်ပါတယ်ဒီစကားကိုကြားလိုက်တာကတူစီဟာဦးဆုံးအနေနဲ့ဘီရှနုစီကိုဖုံးဆက်လိုက်ပါတယ်ဒါပေမဲ့ဘီရှနုကအာကစားဆိုတဲ့စကားလုံးကိုကြားလိုက်ကနေကြပြိုင်နဲ့ဘီရှနုရဲ့ရင်ထက်ကအဟောင်းနာခြင်းမှုနဲ့ပြန်လဲနှုတ်ထလာပါတယ်သူကဒေါသတကြီးနဲ့အာကစားမပါရင်ကျောင်းဝင်ခွင့်မရဘူးဆိုရင်တခြားကျောင်းမှာအာဒီဂျာကသွားအပ်လိုက်ပါတော့လို့ပြောလိုက်ပါတယ်ဒါပေမဲ့တူစီဟာသူသားလိရှင်ပါဘူးဒါကြောင့်ဘီရှနုကိုအတိမပေးပဲအာဒီဂျာကိုအဲ့ဒီကျောင်းမှာပဲအာကစားအမျိုးအစားဖြစ်တဲ့ကြက်တောင်ကစားနေနဲ့ကျောင်းဝင်ခွင့်လျှောက်ထားအနက်လိုက်ပါတယ်